နိုင်ငံရေးပါတီကိုဦးစားပေးပြီးတော့ထောက်ခံအားပေးတဲ့ပညာရှင်မဟုတ်နိုင်ငံရေးသမားတွေဖြစ်တယ်။ကြောင့်ပညာရှင်သူဒီမှာအမှန်ကိုသိတယ်အမှန်ကိုသိလို့လား။ညအကြောင်းတရားတို့ဆိုတာအမှန်ကိုသိကိုယ်ပြင်ဖြစ်တယ်။ရတော့ကဒီသမိုင်းမှာသက်ပေါင်း3000လောက်သမိုင်းမှာမက်ဆိုပိုဒီယာနိုင်ငံသက်ပေါင်း3000ကြီးဟာနောက်ကအီဂျစ်နိုင်ငံရဲ့သက်ပေါင်း3000ကြီးဟာ why not ရခိုင်အကြောင်းအရှိတောင်အာရှမှာသက်ပေါင်းတာရီပြီးဆိုသမိုင်းဖြစ်တယ်။ဒါကိုသိချင်မှာမှတ်တာမှန်လေးအမှန်နဲ့ကိုဖြစ်တယ်။နောက်တစ်ခုကရခိုင်သမိုင်းမှာအချို့ဘယ်နည်းလားမွတ်စလင်ဝိကိုခံယူမွတ်စလင်ဝိကိုခံယူတဲ့အရှိတောင်အာရှတဲ့သမိုင်းနိုင်ငံနိုင်ငံရှိရခိုင်ပြည်နဲ့ရခိုင်နိုင်ငံလို့ပုံလားရခိုင်နိုင်ငံမှာရှိတဲ့ဗရဲအချို့ကြီးမွတ်စလင်ဝိကိုနောက်တစ်ခါယူရီးယားကိန်းမောင်ကောဆိုတာကမင်းတို့မင်းနဲ့အိပ်ပရာရှင်းတယ်ရဲ့ကိန်းမောင်ကောကသူ့ရဲ့ဝိဆူလတန်ဆိုတဲ့စကားပါအရှိတောင်အာရှတဲ့သမိုင်းမှာရခိုင်နိုင်ငံဗရဲအချို့နဲ့ထိုင်းနိုင်ငံမှာကိန်းမောင်ကောကစာလင်ဆူလတန်ဝိမွတ်စလင်ဝိကိုခံဒါကြောင့်မွတ်စလင်ဘုခံလေတချို့မွတ်စလင်ခိုက်နေတဲ့တာရိကတိဟာရင်းရခိုင်ရှင်ပရတိဟာတဲ့မွတ်စလင်ရင်းမွတ်စလင်ကဖိတ်ဖို့ဆိုပြီးသရဒေါက်တာဣကျော်မွတ်စလင်ဖိတ်နေကားတခါလုံးဝပြောမယ်ဆိုရှိဒီကိစ္စတခါယူရီးယားနိုင်ငံမှာကိန်းမောင်ကောကိုရကမင်းတို့မင်းကြီးနဲ့ခိုက်ပန်တဲ့ကိန်းမောင်ကောဟာလေဆူလတန်ဝိကိုခံလို့အတီလို့မြောက်မွတ်စလင်ဖိတ်တယ်ခုခါမှာထိုင်းနိုင်ငံကမွတ်စလင်နိုင်ငံဖိတ်လို့ရသမိုင်းရဲ့ထောက်ထားတွေသမိုင်းရဲ့အကျိုးဆိုရတော့ခါဗုဒ္ဓဘာသာကိုခံယူပေမဲ့မွတ်စလင်ဘုကိုဒါကြောင့်ခံယူလေဆိုလို့ရှိရင်အုပ်ချုပ်နေတဲ့ subject ကိုတိုင်းသူပြည်သားတွေမှာမွတ်စလင်ပါနေတဲ့အတွက်ကြောင့်မွတ်စလင်တိနားလည်အောင်ဆိုပြီးတော့ဆူလတန်ဘုကိုခံခဲ့ပြိတယ်ရဟာသမိုင်းနဲ့ပတ်သက်လို့မှန်လေးအထောက်ထားလေးရှိတော့အားရှာပါနောက်တစ်ခါဒီဘက်ကိုလာကေ1900နဲ့ဝေသာလီခိုက်ဟာ AD 320ကပဲစလိုက်တာနှစ်ပေါင်း1000လောက်ကြာအဟိတောင်အာရှနိုင်ငံတွေသမိုင်းမှာဝေသာလီခိုက်လောက်နှစ်ပေါင်း1000ရှိခမရှိခတခါလေးမရှိခယူရီးယားမှာလည်းမရှိဗမာမှာလည်းမရှိကမ္ဘောဒီးယားမှာလည်းမရှိအင်ဒိုနီးရှားမှာလည်းမရှိကဗီယက်နမ်မှာလည်းမရှိကရခိုင်နိုင်ငံရခိုင်ပြည်မှာသာလျှင်ဝေသာလီခိတ်မှာနှစ်ပေါင်း1000လောက်ခံခါရီဒါကြောင့်ခံခါရီဆိုစွာ55သမီးဒီပြန်လိလာကဆန့်စစ်ကနမူနာယူကဒါကြောင့်ဝေသာလီခိတ်ဟာဒီလောက်တစ်ထိခရာနီခါရလေးဒီလောက်တစ်ထိတိုးတက်ခါရီဆိုပြန်လီဆန့်စစ်ကခုစရာတို့တန်းလူရှောင်းမှာရွာမမှာမောင်းထောင်တောင်မှာပိုတော်မူဖျားပို့လာတယ်မကြီးကပို့လာတဲ့အခါမှာဒီကြောက်တုံးဟာနဲ့ကြောက်တုံးတုံးနဲ့ထုထားတဲ့ဒီဖျားဟာစက်ကရိတ် AD 320 350လောက်ကဖျားပို့တဲ့အရှင်နော်ထုလုပ်တဲ့အရှင်ဒီဖျားကိုသူထုလေတန်းဝီဆောင်သွားတယ်ထုစွာနက်ပရီယာလီတီလာထုစွာမဟုတ်ဒီကနောက်တစ်ခါတန်တွီးကိုရောက်ဖို့တဲ့လူတွေ့လိမ့်မယ်ဆန်ဒိုအန်ဒိုနန်ဒိုဆိုတာဖျားသုံးစုရှိရင်ဖျားသုံးစုဟာစက်ကရိတ် AD ခန္ဓာနဲ့40ခန္ဓာနဲ့20ခုလိုက်မှာတီထောင်ပြီးယင်းတီထောင်နေတဲ့ပြီးတဲ့အချိန်မှာဆန်ဒိုအန်ဒိုနန်ဒိုဖျားသုံးစုကိုတီထောင်ပြီးနေတဲ့အချိန်မှာပကံမှာဖျားမရှိသေးရမ်ရှောင်းဘရုကေဗမာစန့်ကျင်လေးလို့ဖိတ်ကောင်ပြက်လိမ့်မယ်မဟုတ်ပညာရှင်ဆိုဒီမှာအမှန်ကိုပြရည်အကျိုးဖက်အောင်ပြရည်ဘယ်လိုက်ပြီးပြဆိုမဟုတ်သမာရှိလေဆိုလို့ရှိကြီးအင်ဒိုနီးရှားဂျာဗာမှာကဘာမှာအဂရိဆုံးဖိုက်တဲ့ဘောရူဘူဒါဖရောက်စတင်တီထောင်တဲ့ကာလဖိုက်တယ်ရင်းအချိန်မှာရခိုင်မှာတန်တွင်းမှာဆန်ဒိုအန်ဒိုနန်ဒိုဖရာသုံးစုတီထောင်ပြီးဟာအတိတ်တွေကဒါတို့လေခိုင်တို့ဒီဗုဒ္ဓဘာသာသမိုင်းမှာ
ခရစ်ယာန်ကလက်ဒီဘုန်းကြီးခရစ်ယာန်ကလက်နေဆိုစွာကိုပြောဆိုဒါကသမိုင်းနဲ့ပတ်သက်လို့အကျဉ်းချုပ် program ပဲဒီမဆုံးသိ1984ခုနှစ်မှာဘုဒ္ဓဖရာကရခိုင်ပြည်ကိုသိမ်းရခိုင်ပြည်ကိုသိမ်းတဲ့အခါမှာပထမဆုံးတော်လှန်တဲ့ဘုံကျိုထွေးဆိုစွာကဆရာတို့တန်လီဆောင်ကရဟန်းကိုကုန်းပုံဆက်မဟာရာဇွဲမှာဒုတိယတွဲမှာဘုံကျိုထွေးကဗမာတပ်ကိုဥစွာတော်လှန်ပြီးဆိုပြီးငေါတော့လောက်ပါကုန်းပုံဆက်မဟာရာဇွဲမှာတုံလို့ရှိဖက်ကရဟန်းကိုဆရာပိုင်တဲ့ကုန်းပုံဆက်မဟာရာဇွဲမှာမှင်နေနဲ့တောက်ထားလို့ဆိုတာတန်လီဆောင်ကဖိုက်လို့မှင်နေနဲ့တောက်ထားပြီနောက်လာနောက်ကဒီသာသမီကြီးဖတ်ကြလို့ရှိလေလို့ဒါကြောင့်ငါတို့ grand ပါဟာဒါဟုတောက်ထားလေးသိအောင်လို့မှင်နေနဲ့တောက်ထားတယ်မင်းကြီးနဲ့အန်တလဲလောက်တာဘိုးကျိုထွေးဆိုစွာပထမဆုံးဗမာကိုတော်လှန်ခဲ့တယ်လို့ပြောဒါကမိုင်းတော့ဒီကဘုဒ္ဓဖရာဘီရေ1800နဲ့20နဲ့ခပ်ခုနိုင်မှာ20နဲ့4ခုနိုင်မှာအင်္ဂလိပ်မှာသိဘူးပြီဘုဒ္ဓဖရာလက်ထက်ရခိုင်ပြည်ကိုဝန်ပြီးမြို့4ရောက်ခံပြီးအုပ်ချုပ်ဒွါရာဝတီမြို့ဝန်ရမဝတီမြို့ဝန်မေခဝတီမြို့ဝန်ဒညဝတီမြို့ဝန်လို့ခေါ်တယ်ဒညဝတီမြို့ဝန်ကိုတို့ကမှတ်တမ်းတယ်မှာပြည်ကြီးဝန်လို့ခေါ်တယ်ရခိုင်ပြည်ကိုရခိုင်ပြည်ကြီးလို့မှတ်တမ်းတယ်မှာတွေ့ရတယ်ဒညဝတီမြို့ဝန်လို့မခေါ်ပြည်ကြီးဝန်လို့ခေါ်တယ်ရဟသူတို့အုပ်ချုပ်ပြီးကအင်္ဂလိပ်ပြည်ဟာ1800နဲ့20နဲ့ခပ်ခုနိုင်ရန်ဒဘူစာချုပ်ကိုချုပ်ပြီးတဲ့အခါမှာရခိုင်ပြည်ကိုပြရတယ်တနင်္သာရီတိုင်းကိုပြရတယ်ရဟအကြောင်းရဒီဟာနဲ့ပတ်သက်လို့ဆိုတာနည်းနည်းရှိနောက်မှဆိုတာပရိုတိုင်းရင်းသားတွေကိုတော့သတ်မှတ်ပြီးဆိုတာကိုဟိုစာရှင်းပြပါတော့ဒီတော့ကဒါ1800နဲ့20ခုရန်ဒဘူစာချုပ်ချုပ်ပြီးတဲ့အခါမှာ1800နဲ့ရခိုင်ပြည်ကိုရခိုင်သားတွေကပရန်တီတော့ကိုပြောစကားတယ်โอเคပြန်ကောင်းဆိုင်ပြီးအများကြီးရှိတယ်ပရန်တီတော့မအောင်မခံဒါကြောင့်အင်္ဂလိပ်ကလင်းနေအင်အားလူအင်အားအမ်တန်ပြီးတဲ့အခါမှာရခိုင်တိဟာဆရန်ဒါလို့လို့ဆိုတော့အတိခံပြီးတဲ့လကဆိုရခိုင်သားတွေရဲမှာ1800နဲ့20ခါခုရန်ဒဘူစာချုပ်ချုပ်ပြီးတဲ့အခါမှာအင်္ဂလိပ်ကပကုတ်ကို1800နဲ့50ခုနှစ်မှာတက်သိမ်းပြီးပကုတ်နေတစ်ခုလုံးကိုသိမ်းတာရဟပြီးတော့1800နဲ့65ခုနှစ်မှာအထက်ဗမာပြည်ကိုတက်သိမ်းအထက်ဗမာပြည်ကိုတက်သိမ်းတဲ့အခါမှာဗမာတွေကမန္တလေးမှာရှိတဲ့မန္တလေးမှာရှိတဲ့မန္တလေးသူမန္တလေးသားတွေကအင်္ဂလိပ်ပြည်ဟာတခါရီကလာတက်တီကိုပွေးပြီးဆိုစီတန်းလမ်းချောက်ပြီးဘင်္ဂါရီနဲ့ရှိတဲ့လာဒုံနဲ့တခါရီတိချာရှိတဲ့လာဆိုမဟုတ်တော့ဒီကမန္တလေးသူမန္တလေးသားတွေကထွက်ပြေးတယ်အမေငါတို့ရှင်ပြန်ကောင်းဘုံတော်ရှိပါလားအင်္ဂလိပ်ဒီတော့မှလာကတို့ရပြီလို့ထင်တယ်နောက်9နာရီ3နာရီ4နာရီကြာမင်းဟိုစီဘိုးမင်းနဲ့မိဖရာတို့တာရှိဖမ်းရေခါမှထိုင်ဝဲရေခါထိုင်ဝဲတဲ့အခါမှာဒီဗမာရှင်ပြန်စီဘိုးမင်းမိဖရာတို့အပြူကတေဖို့လုပ်လေဆိုလို့ရှိရင်ဒီမှာနေပြီးတော့ရခိုင်ပရောကြီးပေါ်တဲ့မဟာမရမဏိ area ပရောကြီးရဲ့ဝန်းကျင်မှာစခန်းရှာနေတဲ့ရှမ်းတပ်ရှိရှမ်းတပ်ကစီဘုံမဲ့ဝင်းကိုပြတော့မအောင်မဲ့ခါဒီကဂိုးရင်စိတ်ကောင်တဖိဖိနဲ့စီဘုံမဲ့နဲ့မိဖရတ်ရောက်လာတဲ့အခါမှာကလောစိတ်သားကစီဘုံမဲ့လက်ကန်ပြီးပေါ်လာနခတ်သူဖရလာမိဖရောလက်ကန်ပြီးတင်ဖို့ကျန်လာနဲ့ချက်ချင်းကွာပါဒီကဗမာတိကဒီခါမှစီဘုံမဲ့ကိုခါလာခါမှဗမာတိသိရစွာဒါကြောင့်ဆရာကဒါကိုပရိုလေးဆိုရှိရဲခက်ရဲခါအတိုင်းတန်တာပရိုလေးဒီမန္တလေးမှာရှိတဲ့လူကြီးလားမျက်စိကိုပိတ်ထားတယ်လေတခုလေးမသိဘူးစီဘုံမဲကိုလာပြီးတော့တိုက်ခိုက်ပြီးစီဘုံမဲကိုလာဖတ်ဟာကိုစီဘုံမဲကိုလာမတို့ရလို့ယူဆတယ်လေညာကြတယောက်လည်းမတိုက်ဘူးထိုင်ရပြီးကမှငိုရတယ်ဒီကစီဘုံမဲပါလိုက်ဟာဆိုနန္ဒမှာရှိတဲ့ပစ္စည်းမှာစီဘုံမဲ
နန်းသက်ကုန်လာတဲ့အချိန်မှာပြန်ပြီးထူထောင်တဲ့အခါမှာ YMBA တည်ထောင်လာတရားနာယူဝအသင့်ဒီတည်ထောင်တဲ့အခါမှာအသူကောင်းဆောင်လေးဦးမင်းအောင်လို့ရခိုင်သားတွေဥဆောင်ပြီးတော့တည်ထောင်လာရဟပြီးတော့မှဆရာတော်ဥက္ကမနိုင်ငံကောင်းဆောင်နေနဲ့ non-violent ကျမ်းဖက်ဝါဒကိုစန့်ကျင်ပြီးတော့ငြိမ်းချမ်းရေးဝါဒနဲ့လော်လော်ရီတိုက်နေဆိုပြီးတိုက်လာဆိုတာမြန်မာသမိုင်းမှာဆရာတော်ဥက္ကမဒီပထမဆုံးကောင်းဆောင်ဖြစ်တယ်ဒေါန်ဆန်းစုကြည်ဒီဒုတိယကောင်းဆောင်တာဖြစ်တယ်ဒါက non-violent ဆိုတဲ့အကျမ်းမဖက်ဝါဒကိုအခြေခံထားတဲ့နိုင်ငံကောင်းဆောင်ကြီးရဲ့သမိုင်းကိုထုတ်ပြတာရှင်ဥတ္တမဘိအေ1920ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ပတ်မှဒီဇင်ဘာလ9ရက်နေ့မှာရေ1920ခုနှစ်မှာခေါင်းဆောင်လုပ်တဲ့